တနင်္လာလုံးမှာကျွန်တော်လောက်ရတာအကြိုက်ဆုံးကတော့စားတာပါဟုတ်ပါဘူးနောက်တာပါဗျာကျွန်တော်ကြိုက်တာကဖီဂါလေးတွေကိုတန့်ရှင်းလောက်ရတဲ့အချိန်မှာဖီဂါလေးတွေကိုနေရာတကျတန့်ရှင်းလောက်ရင်စိတ်ညစ်စရာလေးတွေပျောက်သွားတယ်လို့ခံစားရတယ်လူတိုင်းလည်းတရက်တာမှာအနည်းဆုံးတော့ပျော်ရွှင်စရာလေးတစ်ခုတော့လုပ်တင်တယ်လို့ထင်တယ်စင်ပေါ်မှာရှိသမျှဖစ်ကာတွေအကုန်ပဲပေါ့နော်။ဒါဟုတ်ကျွန်တော်ညတည်းကအကုန်အောက်ချတာစင်တွေပါတန့်ရှင်းလုပ်ပြီးမှဖစ်ကာတွေတီချာတန့်ရှင်းပြန်လုပ်ပြီးအစီအစဉ်တကြားပြန်တင်တာဟောဗျာ။အဲ့လိုလုပ်ရတော့ကျွန်တော်တော့ပျော်တယ်။ဘယ်လိုဖြစ်လို့ကိုယ်တွေးနေတဲ့ကိုယ်တန့်ရှင်းလုပ်နေတယ်။ကိုမျက်စိချင်းမှာရှင်းရှင်းလင်းလင်းမြင်နေရတော့ပို့ပြီးတော့ခံစားချက်ကောင်းတယ်လို့ပို့ပြီးတော့လည်းစိတ်ကြည်နူးမိတယ်ဗျာခုဆိုရင်ရှုပ်နေလို့ရှိရင်မျက်လုံးထဲမှာမြင်ရတာတစ်မျိုးကြီးပဲဗျာအဲ့ဒါအတွက်ကြောင့်မျက်လုံးထဲမှာရှင်းနေအောင်ကြိုက်တယ်ဗျာဒီနေ့ဗီဒီယိုမှာတော့ဆိုလိုတက်စမ်းကြီးတက်ဖီဂါလေးတွေကိုပြန်ခွဲသွားမှာဖြစ်ပါတယ်ဒါလေးကတော့ဆိုလိုအီချီဘန်ကူချီလေးပေါ့နော်ဆိုလိုကျွန်တော်စီမှာရဲ့ဆိုလိုအီချီဘန်ကူချီတော်တော်များများရှိတယ်ဘယ်လိုပြောရမလဲဗျာဆိုလိုကကျွန်တော်တို့ favorite second favorite လား first favorite လားတော့မသိပြင်မယ်ကျွန်တော်တို့ကတော့ second favorite ပါဘာလို့ဆိုတော့ကျွန်တော်ကလူဖီကိုကြိုက်ပါတယ်အခုလောလောဆယ်လောက်ပြနေတော့ဆိုလိုဖြစ်တဲ့အတွက်ဆိုလိုအကြောင်းလေးပြောအောင်ဒါကတော့ကျွန်တော်တခြားတန့်ရှင်းရေးလုပ်နေရတာပေါ့ဗျာဒါလည်း Ichiban Gucci Master Right တွေကဆိုလိုပဲပေါ့နော်ဖီဂါလေးတွေကကျိုးလွယ်တာဆိုတော့မကျိုးအောင်မပဲ့အောင်တေးချာလေးကင်ပြီးအနုစိတ်တယ်ဗျာအနုစိတ်လောက်ရတယ်ဒါကတော့ဇိုရို Ichiban Gucci တဲ့ Master Right တဲ့ကပါဇိုရိုရဲ့မျက်နှာကတခြား figure တွေနဲ့မတူဘဲနဲ့တစ်မျိုးလေးဆန်းနေတယ်ဗျာဒါလေးကတော့ဇိုရို1Z DAF တဲ့ကပေါ့နော်ဒီ figure လေးတွေလည်းရှားတယ်ဗျာကျွန်တော်ဒါပေမဲ့ကျွန်တော်ဒီမှာ2ခုတောင်ရှိတယ်ဒီဓာတ်ကတော့ Moria 104ရတဲ့ Shizuyi ပါတန့်ရှင်းရတော့နှစ်ခါလောက်ရတာပေါ့ဗျာဘာလို့ဆိုတော့အကျန်းဖုန်တွေကတားတက်တာဆိုတော့အကျန်းလေးနဲ့တစ်ခါလဲတယ်ပြီးရင်အချောလေးနဲ့တီချာလေးနုစိတ်လေးလုပ်ပေးရတာပေါ့ဗျာကျွန်တော်တော့အဲ့လိုလုပ်ရတာပျော်တယ်ဗျာဒီခံစားချက်ကိုဖစ်ကာဆိုရတာကြိုက်တဲ့လူတိုင်းသိမယ်လို့ထင်ပါတယ်ဒါလေးကတော့တရုပ်ပြီးသွားပြီပေါ့နော်ဒါဆိုရင်နောက်တရုပ်ထပ်တန့်ရှင်းလုံးမယ်
နောက်တစ်ခုက Zoro CAC series အမျိုးအစားပေါ့နော်ဒီ Zoro figure လေးကပုံမိုက်တယ်လို့ကျွန်တော်ကတော့ခံစားမိတယ်နောက်တစ်ခုကဂျပန်ကူချီတဲ့က Pride D ပေါ့နော်ဒီကောင်လေးလည်းမိုက်တယ်သူကပုံစံနှမျိုးလေးပါလာတယ်တစ်ခုကဘယ်လိုအောက်ကမြေကြီးကနေပြီးတော့တိုက်ခိုက်တော့မဲ့ပုံစံနောက်တစ်ခုကလေးပေါ်ခုန်တက်သွားပြီးတိုက်ခိုက်တော့မဲ့ပုံစံဒီတိုက်ခိုက်မဲ့ပုံစံကကင်းနဲ့တိုက်ခိုက်တော့မှာပေါ့နော်နောက်တစ်ခုကဂျပန်ကူချီAll-Star Pride B ပေါ့နော်ဒီကောင်လေးကလည်းမိုက်တယ်အောက်ခံပြအကြည်လေးနဲ့လာတယ်နောက်ဒီ Zoro figure လေးက Follow 3 Zoro figure လေးပေါ့နော်သူကထိုင်ကုန်လေးပါတယ်ဒီ figure လေးရဲ့စင်က Luffy တို့ Nami ကိုအလုံးလက်ထဲကကယ်ပေးတော့ကစင်လေးပေါ့နော်တော်တော်လေးမိုက်တယ်သူ့ဆက်လည်းရှိတယ်ဗျသူ့မှာက Usopp ပါမယ် Zoro ပါမယ် Luffy ပါမယ် Sanji ပါမယ် Nami လေးပါမယ်ပေါ့နော်အခုဒီနေ့ကတော့ Zoro ပါပဲနောက်ထပ် figure တစ်ခုက Runline Cherin နဲ့က Zoro Zoro ပြီးသွားပြီဆိုတော့စမ်းကြည့်ကြလိုက်ပါစမ်းကြည့်ဒါလည်း Runline Cherin series တွေက figure လေးပေါ့နော်ဒီ figure လေးကဖောက်တာနှစ်ခုရှိတဲ့အတွက်နှစ်ခုလုံးတန်ရှင်းလောက်ရမှာပေါ့ဗျာနောက်တစ်ခုကတော့စမ်းကြည့်ရဲ့ POP လေးပေါ့နော်ဒီ POP လေးကလည်းကောင်းလေးလှည့်လို့ရတယ်ချစ်ဖို့ကောင်းတယ်အောက်ခမများကြည်လေးနဲ့လက်ထဲမှာဓာတ်ဗာလဲစပုံးမှုဓာတ်လေးလည်းကင်ရတယ်ပေါ့ဗျာနောက်တစ်ခုကစမ်းကြည့်ရဲ့ Refine နဲ့က DAF လေးပေါ့နော်ဒီကောင်းလေးလည်းလှတယ်နောက်တစ်ခုကဇန်ဂျီရဲ့ Master Right တွေကဂျပန်ကူဂျီရဲ့ Master Right ပေါ့နော်ဒါလေးလည်းမိုက်တယ်သူစလိတ်တောင်းဇန်ဂျီမှာစလိတ်အတူလေးလည်းပါတယ်စလိတ်တောင်းတဲ့ပုံစံအထားတော့ကြတယ်နောက်ဆုံးတစ်ခုအနေနဲ့ DAF တဲကစန်ဂျီပေါ့နော်ဒါကဒီဆက်က
သူတို့ Bismuth စံကြီးမိသားစုတစ်ဆက်လုံးပေါ့နော်အဲ့ဒီဆက်လည်းရှိတယ်အခုလို figure video လေးတွေကြည့်ရတဲ့ချန်နယ်တက်တဲ့ဆိုရင် channel ကို like subscribe လေးနှိပ်ခဲ့ပေးကြပါဦးနောက်ရက်ဒီမှာလည်းတခြား figure လေးတွေကိုပြပေးသွားမှာဖြစ်လို့လာရောက်ကြည့်ရှုဖို့အတွက်တောင်းဆိုချင်ပါတယ်